လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအေယာဝတီမြို့ဝကျွန်းပေါ်ဒေသရဲ့တောနက်တဲ့ရွာတစ်ရွာမှာဦးစံငိမ့်ဆိုတဲ့ဆေးဆရာကြီးတဦးရှိတယ်သူကတော့အောက်လန်းတက်ကိုအောင်မြင်ထားသူတဦးဖြစ်ပြီးရွာထဲကလူပြိုအပြိုတွေကိုသူ့ရဲ့ကဝေတက်နဲ့ချုပ်ကင်ထားလေးရှိတယ်တနေ့မှာတော့ရွာကိုမြို့ကနေကျောင်းပိတ်ရက်ပြန်လာတဲ့မောင်ထွန်းဆိုတဲ့လူငယ်လေးတစ်ယောက်ရောက်လာခဲ့တယ်မောင်ထွန်းဟာရဲရင်သူဖြစ်ပြီးအောက်လန်းပညာတွေကိုမယုံကြည်သူတဦးပါမောင်ထွန်းရွာရောက်တဲ့ပထမဆုံးညမှာပဲသူ့ရဲ့အဖိုးဖြစ်သူကသတိပေးစကားပြောခဲ့ပါတယ်မြေညဘက်ဆိုရင်ဘသူခေါ်ခေါ်အပြင်းမထွက်နဲ့ပြီးတော့အိမ်မိုးပေါ်ကနေတတုတ်တုတ်နဲ့ပြေးတန်ကြရင်လဲလှမ်းမကြည့်နဲ့အဲ့ဒါဦးစံငင်းရဲ့ခေါင်းပြက်ကဝေရွေလှဲ့နေတာမောင်ထွန်းကရေမောပြီးပေါ့ပေါ့တန်တန်ပဲသဘောထားခဲ့ပါတယ်ညသက်ခေါင်ရံအချိန်မှာတော့မောင်ထွန်းဟာအိမ်မိုးပေါ်ကနေပြေးလွှားနေတဲ့အတန်တွေကိုကြားလိုက်ရတဲ့စူးစမ်းကျင်စိတ်နဲ့ပြတင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါသူမြင်လိုက်ရတာကကိုယ်ထဲမပါတဲ့ခေါင်းတစ်ခုဟာကောင်းကင်မှာပြန်ဝဲနေပြီးအဲ့ဒီခေါင်းရဲ့အောက်မှာဦးလန်းချောင်းတွေဟာမိခိုးရောင်တောက်တောက်တွေနဲ့တန်းလန်းပါလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီခေါင်းဟာဦးစံငင်းရဲ့မျက်နှာဖြစ်နေပြီးမျက်လုံးတွေကတော့မီးဝင်းဝင်းတောက်နေပါတယ်မောင်ထွန်းဟာကြောက်လန့်သွားပေမဲ့သူယူလာတဲ့အင်ပတီတကုံးကိုတတိယသွားပါတယ်အဲ့ဒီပတီဟာသူမျိုးမာတော့ကဆရာတော်တပါးပေးလိုက်တဲ့အထက်လန်းပစ္စည်းတစ်ခုပါကဝေကောင်းဟာမောင်ထွန်းရှိရာပြတင်းပေါက်ကိုအရှိန်နဲ့ပြန်တန်းလာပြီးအိမ်ထဲကိုဝင်ဖို့ကြိုးစားပါတယ်မောင်ထွန်းကအမြန်ဆုံးပတီကိုလက်မှာပတ်ပြီးတိပိတော်ဘကောက်ဝါဟုအတန်ကုန်ဟစ်ကရွတ်ဖက်လိုက်ပါတယ်ပတိကထွက်ပေါ်လာတဲ့ရွှေရောင်လင်းနှန်းတွေကကဝေကောင်းကိုရိုက်ခတ်လိုက်တဲ့အခါမှာတော့ဦးစံငင်းရဲ့ကောင်းဟာနာကျင်စွာအော်ဟစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ရှိရာကိုအမြန်ပြန်ပြေးသွားရပါတယ်။နောက်တနေ့မနက်မှာတော့ရွာသားတွေဟာဦးစံငင်းရဲ့အိမ်ကိုတွားရောက်ကြည့်ရှုတဲ့အခါဦးစံငင်းဟာသူ့ရဲ့ကိုယ်ထဲနဲ့ခေါင်းကိုပြန်ဆက်ဖို့ကြိုးစားရင်းလေပင်မှာပြတ်တောက်နေတဲ့ဒဏ်ရာကြီးနဲ့တေဆုံးနေတာကိုတွေးလိုက်ရပါတယ်။သူကွယ်လွန်ချိန်မှာတော့သူ့ရဲ့အရေးပြားတွေဟာကွာကျနေပြီးကြောက်မက်ဖွယ်ကောင်းတဲ့အနံ့ဆိုးတွေထွက်ပေါ်နေပါတယ်ရွာကလေးဟာလည်းအောက်လန်းဆရာကြီးကွယ်လွန်သွားပြီးနောက်မှာတော့အရင်လိုပဲပြန်လဲအေးချမ်းသွားခဲ့ပါတော့တယ်တင်တိပါသလားခေါင်းပြက်ကဝေမြမတန်နာကြီးမှာခေါင်းနဲ့ဦးလန်းကြောင်းပဲပြန်တန်းနိုင်တဲ့အောက်လန်းတက်တစ်ခုလိုယုံကြည်ကြပါတယ်အကာကွယ်အထက်လန်းကပေးတဲ့အင်းအိုင်ခါလဲဒါမှမဟုတ်ပတိတွေဟာအောက်လန်းရန်ကနေကာကွယ်ပေးနိုင်တယ်လို့ဆိုကြပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေကိုနားထောင်ဆင်ဖို့အတွက် channel လေးကို subscribe လုပ်သွားပေးပါနော်ကျေးဇူးတင်ပါတယ်